ဟုတ်ကဲ့ကျွန်တော်ဒီနေ့ရောက်နေတာကတော့ဒီကလေးရောလူကြီးရောကစားလို့ရတယ်လူလန် playground မှာဖြစ်ပါတယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့အထဲကိုသွားကြည့်ပြီးတော့ကျွန်တော်ဒီကလေးတွေအနေနဲ့ဘာကစားနည်းတွေဆော့လို့ရမလဲနောက်ပြီးတော့ကျွန်တော်တို့တာရာဆော့ဝဲသုံးထားတာရော customer လေးနဲ့အဆင်ပြေမှုရှိရလားဆိုတော့ကျွန်တော် feedback လေးတွေတစ်ချက်တော့တောင်းတာထောင်မှာဖြစ်ပါတယ်ကျွန်တော်လိုက်ခဲ့ပြီပါခင်ဗျာဟုတ်ကဲ့ဟိုကျွန်တော်တို့တာရာဆော့ဝဲဒီစာပေပိုင်းတွေရောအဆင်ပြေမှုရှိရလားဗျပြေပါတယ်မတကယ်လို့မသိတာပဲရှိကြည့်တခုခုအရေးပေါ်လိုအပ်ခဲ့ဒီ online နေပဲတော့ဖုန်းနဲ့တော့၎င်းနောက် Viber တော့၎င်းအသေးသေးချာလေးရှင်းပြပေးတယ်ဟိုလိုအပ်တဲ့အချိန်တိုင်းမှာလွယ်လွယ်ကူကူလေးနဲ့ဆက်သွယ်လို့ရတယ်ဟုတ်ကဲ့တော်တော်လေးကိုအားသာချက်ပါပဲဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဗျအမအနေနဲ့ကျွန်တော်တို့တာရာ software ကိုစာပြီးသုံးဖို့စဉ်းစားနေတဲ့ customer တွေတော့အကြံပေးချင်တာလေးရှိသေးတာဗျဟုတ်ကဲ့ချက်ဒီတာရာ software စသုံးတဲ့သူက lifetime software ဖြစ်တဲ့အတွက်အခုမှ POS စသုံးမဲ့ဒီအတွက်ဆိုလေအရန်စိတ်သက်သာနဲ့သုံးလို့လည်းအဆင်ပြေနေပေါ့အဲ့လိုလေးတော့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အကြံပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ